မင်္ဂလာပါတသားမမီလေးတို့ရေဦးကောင်းကပုံမြင်အစ်စ်လေးတွေနဲ့တူပြန်လာပါပြီဦးကောင်းကတသားမမီလေးတို့ကိုမေးခွန်းလေးတစ်ခုလောက်မေးလို့ရမလားထူးထူးစာပေကိုတသားမမီလေးတို့သိရလားအမျိုးမျိုးနေမှာရှိတဲ့ shopping mall တွေ city mart တွေတခြားသောစာအုပ်ဆိုင်တွေမှာထူးထူးစာပေကိုဝယ်ယူဖတ်ရှုလို့ရနေပြီနော်အခုလိုမျိုးရုပ်ပြကတ်တွန်းလေးတွေရုပ်ပြစာအုပ်ကလေးတွေကိုအိမ်မှာစိန်ကြကြနဲ့ဝယ်ယူဖတ်ရှုလို့ရတဲ့အတွက်တသားမမီလေးတို့သဘောကျနှိမ့်ချိုက်ကြမှာအမှန်ပါပဲဦးကောင်းကထူးထူးစာပေကိုအရင်သဘောကျတာဒါကြောင့်မလို့တသားမမီလေးတို့ဘ ഹു တုတရရှိဖို့အတွက်ဦးကောင်းကထူးထူးစာပေကနေထုတ်လို့ဖြန့်ချီနေတဲ့ပုံမြင်ကောင်းလေးတွေကိုတသားမမီလေးတို့အတွက်တင်ဆက်ပေးနေရတာပေါ့အခုတစ်ခေါက်မှာဦးကောင်းတင်ဆက်ပေးမဲ့ရုပ်ပြကတ်တွန်းပုံမြင်တလေးရှိတယ်အဲ့ဒီပုံမြင်လေးရဲ့နာမည်ကမောင်နှမချင်းညတာပါတဲ့ကဲဒီလိုဆိုရင်ပုံမြင်အစ်စ်လေးကိုဦးကောင်းကဖတ်ပြပြီးတော့မယ်နော်နားဆင်ဖို့အတွက် ready ပဲလားတခါတော့တောကြီးတစ်ခုထဲမှာရှုံမီသားစုတွေများစွာနေထိုင်ကြတဲ့အဲ့ဒီထဲမှာဘန်နီဆိုတဲ့ယုံကလေးတို့မိသားစုလည်းပါတာပေါ့ခွေယုံကလေးဘန်နီမှာတော့ဖြူဖွေးဆိုတဲ့ညီလေးတယောက်လည်းရှိတဲ့ကွယ်ဘန်နီကအကိုကြီးဆိုပေမဲ့အမြဲတမ်းလိုဖြူဖွေးပေါ်မှာအနာယူတဲ့ပပီနဲ့မမီကအပြင်သွားတဲ့အခါမှာဆိုရင်ဖြူဖွေးကိုချိန်ဖို့ဘန်နီကိုမှားထားခဲ့တာပေါ့အဲ့လိုအချိန်လေးဆိုလဲဘန်နီကဖြူဖွေးကိုအနိုင်ကျင့်ပြန်တဲ့လေဘန်နီကသူ့တငယ်ချင်းတွေနဲ့တွားကစားတဲ့အခါဆိုလဲသူ့ညီလေးဖြူဖွေးကိုခေါ်ပြီးမကစားဘူးတဲ့လေအိမ်မှာကစားရင်လေငါကအကြီးနော်ဒါကြောင့်ငါရင်စော့မယ်မင်းကနောက်မှစော့ဆိုပြီးပြောတတ်သေးတာတဲ့ဘန်နီဟာအိမ်မှာဖြူဖွေးကိုအနိုင်ကျင့်သလားအပြင်သွားရင်တော့သူ့ညီလေးအပေါ်မှာအရင်ကိုညာတာပြတယ်အစာဆိုလဲသူ့ညီလေးကိုဦးစားပြီးတက်ပြီးအရေးတကြီးနဲ့ဂရုစိုက်ပြတယ်အိမ်ကိုဧည့်သည်တွေနဲ့ဆွေမျိုးတွေလာလည်ကြရင်လေဘန်နီကသူ့ညီလေးကိုအရင်ညာတတ်တယ်လို့ဟန်ဆောင်တတ်တယ်တဲ့ညီလေးစားမလားတကယ်တမ်းမိဘတွေမျက်ခွေရောက်သွားရင်တော့သူ့ညီလေးကိုရိုက်တာတွေအော်ငေါက်တာတွေလုပ်တတ်တယ်လေပပီနဲ့မမေကိုပြန်တန်ရင်မင်းကငါပိုရိုက်မှတော့ဆိုပြီးလေပြောပြထားပြန်တော့ဖြူဖွေးဟာပပီနဲ့မမေကိုပြန်မပြောရဘူးပေါ့ကွယ်အများမြင်မှာတော့ဘန်နီကအကိုကြီးပီသားတဲ့သူပေါ့တွေ့တဲ့သူတိုင်းကလည်းညီလေးပေါ်မှာအရင်ကျင်နာတတ်တဲ့သူဖြစ်ဘန်နီကိုချီးကျူးကြတယ်လေဒါပေမဲ့အိမ်မှာဘန်နီနဲ့ဖြူဖွေးကိုထားရင်ဖြူဖွေးခဏတိုင်းငိုနေရတော့တာပေါ့တနေ့မှာတော့ဖြူဖွေးရဲ့မုံလာဦးကိုဘန်နီလူစားလိုက်တာကိုဖေဖေတွေ့သွားတဲ့ကွယ်မုံလာဦးတယောက်တစ်ခုစီအတူတူပေးထားတာကိုဖြူဖွေးစီကလူစားနေတာတွေ့လဲရတာမို့ဖေဖေလည်းအရင်အံ့ဩသွားတော့တာပေါ့ကွယ်နောက်ရက်တွေမှာတော့ဖေဖေကဘန်နီနဲ့ဖြူဖွေးကိုမတိမတာအကဲခက်ကြည့်နေတော့တဲ့အဲ့ဒီတော့မှဘန်နီကဖြူဖွေးကိုအနိုင်ကျင့်နေတာတွေကိုဖေဖေသိသွားတော့တာပေါ့ကွယ်တနေ့တော့ဖေဖေကဘန်နီနဲ့ဖြူဖွေးကိုခေါ်ပြီးပုံမြင်လေးတစ်ပုဒ်ပြောပြတဲ့လေဟိုးရှိတုန်းကတောကြီးတစ်ခုထဲမှာညီကိုနှစ်ယောက်နေထိုင်ကြတယ်ကွယ်သူတို့နှစ်ယောက်ထဲကအကူဖြစ်သူကတော့စိတ်ပုတ်ပြီးအငေးပေါ်မှာလဲအနိုင်ကျင့်တတ်သေးတာတဲ့သူဟာအမြဲတမ်းသူ့ညီလေးကိုအနိုင်ကျင့်တဲ့သူဟာအစားတောက်တွေကိုလည်းတယောက်တည်းစားပြစ်တဲ့လို့တခါတလေမှဆိုလဲသူ့ညီလေးကိုရိုက်တက်သေးတာတဲ့တနေ့တော့အကူကြီးဟာဈေးမှာထင်းချောက်တွေကိုရောင်းဖို့အတွက်တော်ရဲကိုထင်းကောက်ထွက်ခဲ့တာပေါ့သူဟာခြုံပိုးတစ်ခုကိုဖျက်ချော်ပြီးချိန်မှာတော့မော်ဆန်နဲ့ရွှေရုံတစ်ပင်တစ်ပင်ကိုတွေးလိုက်ရတဲ့ကွယ်အကူကြီးကရွှေရုံတစ်ပင်စီပြေးသွားလိုက်ပြီးအကိုင်းအခက်တွေကိုချိုးယူဖို့ပြင်တဲ့အခါတစ်ပင်ကကျေးဇူးပြုပြီးငါရဲ့အကိုင်းအခက်တွေကိုမချိုးယူပါနဲ့ငါကိုညာတာမယ်ဆိုရင်ငါမင်းကိုငါရဲ့ပန်းတီကိုတနေ့တစ်လုံးပေးပါမယ်ထို့ကဲ့သို့တစ်ပင်ကတောင်းပန်တဲ့ကွယ်မော်တစ်ပင်ရဲ့တောင်းဆိုမှုကိုအကူကြီးဖြစ်သူကသဘောတူလက်ခံလိုက်တဲ့ဒါပေမဲ့လောဘကြီးတဲ့အကူကြီးဟာနေ့စဉ်နေ့တိုင်းမော်တစ်ပင်စီကနေရွှေပန်းတီတစ်လုံးပဲရတာကိုမကြည်မနဲ့ဖြစ်လာတော့တာပေါ့အကူကြီးဟာလောဘကြီးလာတဲ့အခါ
ပန်းသီးပင်ကိုချင်းချောက်မှုတွေစလုပ်တော့တာပေါ့မင်းကိုရွှေပန်းသီးတွေထပ်မပြီးတော့ဘူးဆိုရင်ပြီးရင်အကိုင်းကတ်တွေကိုငါချိုးဖဲ့ဖျက်ဆီးပြစ်မယ်ကိုကြီးကအခုလိုပြောလိုက်တော့မော်တက်ပင်ကအကိုကြီးချင်းချောက်တာကိုမကြောက်ပဲစူးတီးတီးလေးတွေနဲ့အကိုကြီးကိုပြစ်ခတ်တော့တာပေါ့ကွယ်အကိုကြီးလည်းနာကျင်လို့မြေပြင်ပေါ်ကိုလဲကျသွားတော့တာပေါ့နေတော်ဆောင်းနေထိအကိုကြီးပြန်မလာတဲ့အခါညီဖြစ်သူကစိုးရိမ်လို့လာခဲ့တော့တဲ့သူကအကိုကြီးသွားတဲ့တောတွေကိုလိုက်လာခဲ့တော့တာပေါ့ကွယ်အတော်ကြာသွားမိတဲ့အခါမော်တက်ပင်ချေရင်နာမှာစူးရီအများကြီးစုပြီးလဲကျနေတဲ့အကိုကြီးကိုတွေ့သွားတော့တာပေါ့သူကသူ့အကိုကြီးစီပြေးသွားပြီးချစ်ချင်းမြတ်တာအဖြစ်နဲ့တေချာလေးခရူးဆိုင်ပြီးစူးရီကိုဖေရှားပြီးလိုက်တော့တာပေါ့ကွယ်အကိုကြီးလည်းသူဟာသူ့ညီလေးအပေါ်မှာအနံယူခဲ့ပေမယ့်သူ့အပေါ်မြတ်တာစေတနာမပြတ်ချစ်နေပြီးတဲ့သူ့ညီလေးရဲ့ချစ်ချင်းမြတ်တာတွေကိုတွေ့လိုက်ရတာမို့အရင်ကသူအနိုင်ကျင့်ခဲ့တာတွေကိုပြန်တောင်းပန်ပြီးနောင်ကိုချစ်ချစ်ခင်ခင်နေသွားကြပြီးညီလေးအပေါ်မှာလည်းဂရုစိုက်ပေးပါမယ်လို့ကတိပေးလိုက်တော့တဲ့ကွယ်မော်တစ်ပင်ကြီးလည်းအကိုကြီးရဲ့ပြောင်းလဲသွားတဲ့ချစ်ချင်းအဖြစ်နဲ့နှလုံးသားကိုမြင်တာမို့ရွှေပန်းသီးတွေကိုပို့ပြီးတော့ပြီးလိုက်တော့တဲ့ကွယ်ကဲပုံမြင်လေးရတော့တာပါပဲကိုကအကြီးဆိုပြီးအနိုင်ကျင့်ပေမဲ့လည်းညီကိုတွေဖြစ်တာမို့အငယ်တွေကချစ်ချင်းမပြတ်သလိုအငယ်မှုဆိုပြီးစိုးတွေကအနိုင်ယူပေမဲ့လည်းအချစ်မပြေတဲ့အကူကြီးတွေရှိကြတယ်ကွ။ဒါကြောင့်အပြန်အလှန်နေနဲ့ညီကိုမောင်နှမတွေရဲ့ချစ်ချင်းမြတ်တာတွေနဲ့ဂရုစိုက်မှုတွေကိုအခွင့်ကောင်းယူပြီးအလွဲသုံးစားမလုပ်ပြရဘူးဆိုပြီးဖေဖေကဆုံးမတော့တာပေါ့။ကိုညီလေးအပေါ်ကိုကစပြီးအနိုင်ကျင့်ရင်သူများတွေလည်းအနိုင်ကျင့်လာနိုင်တယ်။အကူကြီးပြီးသားဖို့ကအပြေမာတယ်ဟန်ဆောင်လို့မရဘူးလေ။တကယ်လက်တွေ့မှာလည်းကျင့်သုံးရမယ်ကွ။ညီကိုမောင်နှမတွေတင့်တင့်မြတ်မြတ်နေမှမိဘတွေလည်းစိတ်ချမ်းသာမှာပေါ့ညီကိုမောင်နှမချင်းမလိုအပ်ပဲအမုန်းတွေမပွားသင့်ဘူးလို့ဖေဖေကထပ်ပြီးတော့ရှင်းပြလိုက်တာပေါ့ကွယ်ဘယ်နီလီလေးဖေဖေပြောပြတဲ့ပုံမြင်လေးကိုနားထောင်ပြီးသူ့ညီလေးဖြူဖွေးပေါ်အနိုင်ကျင့်ခဲ့တာတွေကိုနောင်တရသွားတဲ့နောက်ပိုင်းမှာတော့အရန်ကိုချစ်ကြတဲ့ဘန်နီတို့ညီကိုနှစ်ယောက်ကိုတတော်လုံးကချစ်ခင်ကြပြီးစံနမူနာယူထားကြရတဲ့ကွယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲတသားမမီလေးတို့ရေတသားမမီလေးတို့ကိုဦးကောင်းကတကူလောက်မှာချင်ပါတယ်အိမ်မှာရှိတဲ့ညီလေးညီမလေးကိုမမစတဲ့မောင်နှမသားချင်းချင်းအချင်းချင်းတဲ့အောင်ချစ်ချစ်ကခင်နေရမယ်နော်ဒါကိုလည်းတဦးကိုတဦးအမြဲတစေဆုံးမပြီးနေကြရမယ်ညီကိုမောင်နှမအချင်းချင်းတဦးကိုတဦးညာတာဖို့ဖေးမဖို့နဲ့အကြီးကလည်းအငယ်အပေါ်ညာတာပြီးတော့အငယ်ကလည်းအကြီးကိုယူတည်အောင်ငယ်လေးကလေးကတဦးကိုတဦးလေးလေးစားစားဆက်ဆံရမယ်နော်ဒါမှတသားမမီလေးတို့ရဲ့အနာဂတ်ဘဝခီးလမ်းမှာမောင်နှမချင်းချင်းဖေးမကူညီရင်နေထိုင်နိုင်ကြမယ်မဟုတ်ပါလားဒါလို့ဆိုရင်ဦးကောင်ပြောပြပေးသွားတဲ့ဒီပုံမြင်လေးကိုနားထောင်ပြီးတော့တသားမမီလေးတို့လည်းဘ ഹു တုဒ္ဒတွေရရှိလိမ့်မယ်လို့ဦးကောင်ကယုံကြည်ပါရယ်ကွယ်နောက်တစ်ခါပုံမြင်အသစ်လေးတွေကိုဦးကောင်ကတင်ဆက်ပေးသွားအောင်ပါမို့ဦးကောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးသွားဖို့လည်းမမေ့နဲ့အောင်ပုံမြင်တစ်လေးတွေနဲ့တူဦးကောင်းတို့ပြေဆုံးကြအောင်မယ်နော်တသားမမီလေးတို့ရေတတား